ဘယင်မရှင်စောပုအပိုင်း16မင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစာရေးဆရာခြေဦးညိုရေးသားတဲ့ဘယင်မရှင်စောပုဆိုတဲ့ဝတ္ထုကိုအပိုင်း16အနေနဲ့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်နားဆင်ခံစားအားပေးကြပါဦးယခုမင်းစစ်ဧကရစ်မြတ်ဖျားမိဖုရားဟုထင်ရှားထူးလေဖြစ်ရသည်ကားမရှိရောက်ရက်တသက်လျာမှနွမ်းလျာတက်စွာရောင်ဝါညှိုးပိန်ဂျာနေရှိန်တို့နှိုင်းချိန်ပမာတူလှစွာသာရေခါတော်ကတီလစင်ဖြူအလူမချို့ကောင်းမှုပို့၍ကိုတို့မင်းပြားမိဖုရားဟုထင်ရှားဝံစုဖြစ်ညားမူလေအိမ်ရှိဥပယာစာဘဝမှာသည်ဒီနံပလင်သခင်ဘယင်မင်းမြတ်ဘဝသို့တိုးတက်ရောက်ရှိသွားသည့်မင်းယောက်ျားများကိုတွေ့ဘူး၏သူတို့သည်ချက်ချင်းပင်ကိုနေမူရာရောစိတ်နေတဘာဝပါအပြောင်းလဲကြီးပြောင်းလဲသွားကြလေသည်ဝင်ကြွားသောအပြုမူတင်းမာသောမျက်နှာထားမြင့်တက်သွားသောပခုံးအစုံတို့ဖြင့်ဘယင်တစ်ပါး၏ယာဇမန်ကိုဆောင်လျက်ရှိ၏အိမ်နေဆန်ဘွားကအမူအရာမျိုးလေသံမျိုးမျက်လုံးမျိုးမဟုတ်တော့မကိုက်တန်လျက်နှင့်ထီးပြူတို့ကပြောင်းလဲကြီးပြောင်းလဲသွားစေ၏မိကြီးကလေးတစ်ခုဖြစ်မှသည်မီးလျံတစ်ခုအဖြစ်သို့ပြောင်းလဲသွားပုံမျိုးကွာခြားလွန်းလေစွာရှင်သာမဏေအဖြစ်မှဥပသမထကံဆောင်ယဟန်ပဇင်းအဖြစ်တိုးတက်ရောက်ရှိသွားသောပုဂ္ဂိုလ်မျိုးနှင့်ကွာခြားလွန်းစွာရှင်ဓမ္မဒရနှင့်ရှင်ဓမ္မညာနာတို့သည်နန်းတော်သို့နနက်တိုင်းဆုံးခံဝင်သောတာမဏေငယ်ကိုရင်အဖြစ်မှသည်ဥပဇင်းအဖြစ်သို့ရောက်ရှိသွားသည်နှင့်မယုံနိုင်လောက်အောင်လေးနက်တီးကြည်သွားကြလေသည်သိမ်မထွက်အလာတွင်ပို၍သိသာထင်ရှားသည်ရှင်ဓမ္မညာနာသည်ရှေ့တထောင်တော်ထက်မပိုသောအကျင့်ဖြင့်မျက်လွှာချလျက်တည်ငြိမ်သွား၏ရှင်ဓမ္မဒရမှာမူပို၍သိသာသည်မျက်လုံးများနက်ဆိုင်တည်ကြည်နေပြီးအလှုပ်ရှားမှန်သမျှလည်းညင်သာလွန်းလာ၏ယဟန်တိုင်ကမအဖြစ်ကိုထိုက်တန်စွာခံယူရရှိလေပြီဟုအာရကြည်နူးမဆုံးဖြစ်ရလေသည်ပီတိတရာ၏ရိုက်ခတ်မှုဖြင့်တိမ်စင်းဥပစင်းနှစ်ပါး၏တပိတ်ထဲသို့လူဝယ်ပစ္စည်းများလောင်းလူကိုက်တွင်လက်တွေရင်တွေတုံနေကြသည်စွန်းဖုံပေးပြီးရင်စွန်းအနုမောဒရာတရားကိုဥဒ္ဓမညာနာဟောကြားပေးလိမ့်မယ်တကားမ၏ဆရာတော်ဦးအရိယတဇကမိန့်တော်မူသွား၏ဥပဇင်ဓမ္မညာနာသည်ဟောပြောကောင်းလှ၏ပုပ္ပါယံကျောင်းမကြီးဝိတာခာ၏သောတာပန်အဖြစ်ကိုဝတ္ထုဆောင်ကအာဇဝန်းရွှင်စွာဟောသွားသည်သို့သောဝိတာခာ၏သားတွေမြီးတွေမြစ်တွေအကြောင်းနာရချိန်တွင်ရင်ထဲမှလှိုက်တက်လာပြီးမျက်ရည်တွေဝဲလာသည်ဟန္တာဝတီတွင်ကြံရစ်လေခဲ့သောသမီးနေတကာသင်နေတကာတော်နှင့်3 နှစ်အရွယ်သားလေးဗညာယူပထို့နောက်ယခုအခါသူဂရိပုံတစ်ခုခု၌ရှိနေနိုင်မည်ဖြစ်သောသွားလေသူကျေးဇူးရှင်အမောင်တမိန်စီသူပိယေဟိဝပ္ပယောကောအပိယေဟိသမယောကောအမျှဝေဒန်သည်ထိမ့်မရအောင်တုံနေလေသည်ငွေခရားနှုတ်သည်မှတွင်တွင်စီးကြသောရေတို့သည်မျက်ရည်များဖြစ်သည်ဟုထင်မိလေသည်ကျုပ်ကတောင်သူမျိုးရိုးကပေါက်ဖွာလာတာမို့တောင်ရလေခင်းနေပဲဥပမာဆောင်တတ်ပါတယ်စဘာတိနံဆိုတာလေမြေမှာပဲပေါက်ရောက်ရှင်သန်နိုင်တယ်ပဲပြောင်းများကတော့နှုံးမြေကိုကြိုက်တတ်ကြတယ်နေရောင်ပွင့်မှလမ်းတက်တဲ့သီးနှံမျိုးရှိသလိုလောင်းရိပ်အေးအေးလေးရှိနေမှမညိုးမလျော်တဲ့သီးနှံမျိုးလည်းရှိတယ်သဘောကတော့ဘလောက်ပင်မျိုးစေ့မှန်ဓာတ်ခံအားကောင်းပေမဲ့သူတို့စိုက်ရာကျဲရာမြေရာလွဲမှားနေရင်အပင်အညောက်မပေါက်တတ်ဘူးပေါက်ပြန်ရင်လည်းမဖွံ့မျိုးဘူးအစီအနှစ်ပြည့်မလာဘူးတကားမကြီးဦးစင်းလေး
ဥဓမ္မဒရ၏အချီးနီတန်းစကားကိုနားထောင်ရင်အံ့ဩနေမိ၏ဥဓမ္မဒရသည်ဘယ်တော့မှစကားကိုရှေရှေရရမဆိုတတ်ထို့သောဦးစင်းလေးသည်ယဟန်ဘွားရောက်မှပြောင်းလဲသွားခဲ့ပြီလောအမိတ်ရှိပါဗျာအလိုက်တဲ့မင်းလျှောက်ထားလိုက်၏အေးဥပမာဆောင်လို့သာဆောင်ရတယ်သွေဝိုက်ဝိုက်ကလည်းမပြောတတ်ဘူးဒီလိုပါတက္ကမကြီးမှရှိတဲ့ကုသိုလ်စိတ်တရံဟာအမိပြုတ်ရမြေရလွဲနေတယ်နားမလည်နိုင်သဖြင့်ဥပဇင်းမျက်နှာကိုမော့ကြည့်မိသည်ပဂတိတီငိမ်လေးနဲ့စွာပင်ဥပဇင်းကဆက်မိတ်သည်တရားတီလတုတ္တစာကသူတော်ကောင်းဥစ္စာများတက္ကမကြီးသိပြီးသားပဲတရားဆိုတာကြည်လင်ခြင်းအနက်ကိုပေးတယ်နိဝရဏတရား၅ပါးမှကင်းဝေးစေတယ်ကုသိုလ်အဖို့သို့ပြေးဝင်စေခြင်းလက္ခဏာဆောင်တယ်အချုပ်အားဖြင့်ဆိုရရင်တရားဖြစ်သည်ရှိသောနိဝရဏတို့ကင်းကွာစေတယ်နိဝရဏကင်းသောစိတ်ဟာကြည်လင်တယ်အထူးသဖြင့်တန့်စင်တယ်မနောက်ကျဘူးတင်ပါဗျာတရားအားဖြင့်ဝဲဩဃသမုဒ္ဒရာကြီးကိုကူးခတ်လွန်မြောက်နိုင်တယ်မမေ့လျော်ခြင်းတတိတရားဖြင့်တဏှာပင်လယ်ကြီးကိုကူးခတ်လွန်မြောက်နိုင်တယ်လုံလအားထုတ်ခြင်းဖြင့်ဆင်းရဲမျိုးအပေါင်းပေါ်ကိုလွန်မြောက်နိုင်တယ်ပညာဖြင့်စင်ကြယ်နိုင်တယ်တရားဟာအဦးဆုံးလာတယ်ဆိုပေမဲ့အထင်မသေးလိမ့်နဲ့သူမှာပြေးဝင်ခြင်းလက္ခဏာရှိတယ်ဘယ်ကိုပြေးဝင်တယ်လဲမရောက်သေးသောမတ်ဖို့သို့ရောက်ခြင်းကမရသေးသောမတ်ဖို့သို့ရခြင်းကပြေးဝင်တယ်မျက်မှောက်မပြုရသေးသောမတ်ဖို့ကိုမျက်မှောက်ပြုရခြင်းကအားထုတ်တယ်မှန်ပါဗျာတက္ကမကြီးဟာတရားအားကောင်းတယ်ဦးစင်းတို့နှစ်ပါးသာမကစကိုင်းကျောင်းကဆရာတော်ဦးအရိယတစတကြောင်းလုံးသာမကကျောင်းတိုက်တွေတော်တော်များများသိကြပါတယ်သို့တော့အဲ့ဒီတရားအားကောင်းတဲ့ဓာတ်ခံမှာကြည်လင်ခြင်းမနောက်ကျခြင်းပြေးဝတ်ခြင်းလက္ခဏာတွေပါဆောင်းမှကတ်မှကုသိုလ်စိတ်ရလေအရှိန်ပိုကောင်းလာနိုင်တယ်တပည့်တော်မရဲ့ကုသိုလ်စိတ်တရံဟာအမိပြုတ်ရမြေလွဲနေတယ်ဆိုတာကိုတော့သိမရှင်းညင်ဘူးဖေဟာနိဝရဏတရား၅ပါးဆိုတာသိလားတက္ကမကြီးသိပါတယ်ဖေဟာစိုးစမ်းပါအောင်ကမ္မစနဗျာပါဒထိနာမိတ်ဒဥဒ္ဒစ္စအိတ်စဝိသိကိစ္စနိရဝဏ၅ပါးပါဖေဟာဟုတ်ပါပြီဂိုင်းအဲ့ဒီတဲကဒုတိယမြောက်ဗျာပါဒနိဝရဏဆိုတာကိုအတိုင်ငယ်ဆုပ်ဆုပ်ဆိုင်ဆိုင်ဖြစ်နေစဉ်ဥပဇင်းကပင်ဆက်မိတ်၏လိုချင်တော်လဲမရသည့်အတွက်ရပြန်တော်လဲကြောက်ကြသည့်အတွက်စိတ်ပြက်စိတ်အိုက်စိတ်ချင်းကျက်ပူပန်နေသောစိတ်ဗျာပါဒနိဝရဏဟုတ်ရဲ့လားတက္ကမကြီးဟုတ်ပါတယ်ဖေဟာတက္ကမကြီးမှာကာမေစနထိနာမိတ်ဒဥဒ္ဒစ္စအိတ်စဝိသိကိစ္စနိဝရဏတို့အတော်အတန်ကင်းစင်တယ်လို့ဥပဇင်းယုံပါတယ်သို့တော့ဗျာပါဒနိဝရဏကတော့တက္ကမကြီးတရံမှာအဓုအဒိန်နဲ့ကိန်းနေတယ်တပည့်တော်မဒီစကားပြောတဲ့မပြောတဲ့ဒီတရားဟောတဲ့မဟောတဲ့ဥပဇင်းအကြိမ်ကြိမ်သုံးသက်ဆင်ခြင်ပြီးမှပြောတဲ့ဟောတဲ့နဲ့လို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်ဗျာပါဒနိဝရဏကိန်းနေတဲ့တက္ကမကြီးမှာတရားစိတ်ဟာအရှိန်အဟုန်ကောင်းတဲ့လောက်မကောင်းဘူးဖြစ်နေတယ်ဒါကြောင့်မြေယာလွဲမားတဲ့သီးနှံလို့ဥပဇင်းသာတကဆောင်တာပဲမလုံနိုင်အောင်ဖြစ်သွား၏ဗျာပါဒနိဝရဏလိုချင်တော့လဲမရသည့်အတွက်ရပြန်တော့လဲကြောက်ကြသည့်အတွက်စိတ်ပြက်စိတ်အိုက်စိတ်ချင်းချက်ပူပန်နေသောစိတ်သိမ့်စင်းပြီးစွန်းလှုပ်ကြွေပြီးဥဒ္ဓမညာနာစွန်းအနုမောဒရာတရားဟောတဲ့နေ့ကလေးကတက္ကမကြီးရဲ့အဖြစ်ကိုဥပဇင်းသိလိုက်တာပဲရေစက်ချနေတော့မှလေငွေကြရားကင်တဲ့လက်ကတုံနေတယ်အမျှဝေတော့လေမျက်စိမျက်နှာမကောင်းကျင်ဘူးအမျိုးအမည်မဖော်ပြနိုင်သောဝေဒနာတို့မှာရင်မှာလှိုင်းခတ်လာကြသည်ပြောပြရစီတော့တက္ကမကြီးရှင်သာမဏေဘဝကလေးကနေအခုယဟန်ဘဝအထိကို့မေတော်ကြီးလိုဖြစ်နေတော့
ဥပဇင်းတို့မှလည်းပုရုဇဉ်ယဟန်တွေပဲကိုပရမတ္တတန်ဃာမမဟုတ်သေးတာကလားဒီတော့တက္ကမကြီးရဲ့ဗျာပါဒဟာဥစဉ်ကိုကူးဆက်တယ်နောက်ဆုံးတော့ခုကျေးဇူးရှင်မေတော်ကြီးကိုကျေးဇူးတုံ့ဆက်ဖို့ကတရားဓမ္မပဲရှိတယ်အဲ့ဒီမှာဖြစ်နေတဲ့ဒိဋ္ဌဘဝနဲ့အကြိုက်ဆုံးတရားကိုသွားတွေ့တယ်ဒါကြောင့်ဗျာပါဒနိဝရဏကိုအထူးပြုဟောရတာပဲအဲ့ဒီကနေတဆင့်ကြည့်လိုက်ရင်တော့မြေယာလွဲမားနေတဲ့သီးနှံကိုသွားတွေ့တာပဲမြေယာအခက်မှားနေရင်မှန်နေစီရွှေ့ဆိုင်ရမှာပေါ့တက္ကမကြီးယင်းထဲမှာတလက်လက်ဖြစ်လာရင်ပြန်လျှောက်မိ၏တပည့်တော်မှလည်းလျှောက်ထားစရာတွေရှိနေပါတယ်ဦးဇင်းလျှောက်ပါတက္ကမကြီးဦးဇင်းကဟောဖို့သက်လာခဲ့တာမဟုတ်ပါဘူးနားထောင်ဖို့လည်းလာခဲ့တာပါဗျာပါဒနိဝရဏတွေတပည့်တော်မှအဆိုင်ခဲနဲ့ရှိနေတယ်ဆိုတာဝန်ခံပါတယ်ဖေဟာအတိအကျပဲလျှောက်ပြရစီတော့ဦးဇင်းကုသိုလ်စိတ်တွေတရားမှအပြည့်ဝပေါ်ဖို့နိဝရဏတရား၅ပါးစလုံးကနေကင်းစင်ဖို့ကတော့ဟောဒီအဝရွှေနန်းတော်ကြီးထဲမှာမဖြစ်နိုင်ဘူးဖေဟာတပည့်တော်မှအတွက်မြေယာအမှန်ကဟန်တာဝရီပါဖေဟာစုဝင်နေတဲ့စူတချောင်းကိုဆွဲနှုတ်ပြလိုက်ရတယ်လို့ကြိုက်ခဲနာကျင်မှုအချို့တိတိသာသာလျော့သွား၏သို့တော့ရင်ထဲမှာဒဏ်ရာဖြစ်သည်ဖြစ်ဆွဲနှုတ်လိုက်တော့သူ့နှလုံးသွေးများဆက်လက်တွဲခိုလျက်ဦးစင်းဒီစကားကြားရလိမ့်မယ်လို့ထင်သားပဲကြောက်စရာကောင်းတဲ့စကားဖြစ်တယ်သို့တော့မှန်ကန်တဲ့စကားလည်းဖြစ်တယ်အရိယာတွေမဟုတ်ကြလေတော့ကျုပ်တို့တက္ကမကြီးတို့မှာတရားဓမ္မကိုပဲနေရမြေရအခန့်ရွေးနေရတယ်ပေါ့နေရလွဲမားနေတဲ့သီးနှံသစ်ပင်မျိုးစေ့ကိုနေရမှန်မှာရွှေပြောင်းစိုက်သင့်ပါတယ်မဟုတ်လားဦးစင်းဦးစင်းလေအတန်ကြာတိတ်ဆိတ်နေပြီးမှတက္ကမကြီးစဉ်းစားလေဟုတိုးတိမ်စွာမိတ်သည်ပြန်ကြွကာနီတွင်ဝတ်ချရင်မေးလိုက်ဦးစင်းဥဓမ္မညာနာတပါကောဖျားတပည့်တော်မစီမကြွလာတာအတော်ကြာသွားပြီဥဓမ္မညာနာလားသူဘလို့အတွေးပေါက်တယ်လည်းမသိဘူးလောကီပညာဆိုကြပါစို့အဲ့ဓာတွေလိုက်စားအားထုတ်နေတယ်ဆရာတော်ကြီးကတော့သိတဲ့ဘောမတွေ့ကြဘူးသို့တော့ကျမ်းတွေအာကုံဆောင်နိုင်သူတရားအဟောပြောကောင်းသူပုဂ္ဂိုလ်ဆိုတော့ဆရာတော်ကြီးလည်းခက်နေတယ်ဥဓမ္မညာနာအကြောင်းကိုကြားသိရသဖြင့်လေအံ့ဩမိသွားသည်သို့တော့မျိုးစေ့မှန်သောသီးနှံကလေးကိုမြေယာနေရာအမှန်မှာရွှေပြောင်းစိုက်ဖို့ဆိုတာရင်ထဲကအားကောင်းနေသည်နတ်ပြန်လဲကြွခဲ့ပါအောင်ဦးစင်းဖျားကောင်းပါပြီတက္ကမကြီးကောင်းစွာအိပ်ဆက်ပျော်မြည်ညီလားအတွေ့တွေတလှေကြီးဖြစ်မအိပ်ဆက်နိုင်မြည်ညီလားမဝေခွဲတက်နိုင်ဥဒ္ဓမရနဲ့ပြောဆိုပြသောဤအကြောင်းကိုအမြဲတိုင်ပင်ဆွေးနွေးနေကြမိသင်အားချက်ချင်းမပြောသေးဟုတော့ဆုံးဖြတ်လိုက်လေသည်ဟုတ်ကဲ့ပါစာရေးဆရာချီဦးညူရေးသားတဲ့ဘယင်မရှင်စောပုဆိုတဲ့ဝတ္ထုကိုအပိုင်း16အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မျှော်ရင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။